ယနေ့အမျိုးဘာသာသနာဆောက်ရှောက်ရေးဆိုတော့ဒီအသေးအဖွဲကြီးဖြစ်ပေါ်လာလို့တတိတော်အနေနဲ့ကြွရောက်လာပြီးတော့စကားပြောရတဲ့အတွက်ကြောင့်ကြွရောက်လာကြသောတန်ဃာတော်အရှင်မြတ်နှင့်ဆရာတော်ကြီးများနဲ့တကွအလုံးသောပရိသတ်တို့အားကျေးဇူးဥပက္ခရတင်ရှိပါကြောင်းလူမျိုးမေတ္တာရက်ခံပန်ကြားအပ်ပါသည်ဗျာသာသနာအရေးဒီတို့အရေးသာသနာကိစ္စဒီတို့ကိစ္စမြန်မာနိုင်ငံရဲ့သာသနာသမိုင်းအနေငယ်တပြီးတော့ယနေ့ကြွရောက်လာတဲ့ထေငယ်ယဟန်ငယ်တွေတိထိုက်တိအပ်တယ်လို့စန္ဒပြုံးပြီးလို့အတိတ်ဖြစ်ခဲ့တဲ့သာရဏတို့သာရဏတို့မျိုးတို့ဘာသာတို့ဆရာတော်တို့တရားဓမ္မတွေဘယ်လိုစောင့်ရှောက်ပြီးမှ2550ကျော်ဒီသာသနာကြီးဟာရပ်တည်လာခဲ့ပြီယနေ့တို့ရဲ့လက်ကိုရောက်လာတဲ့သာသနာသည်တို့သာသနာနှစ်ပေါင်း2550ကျော်စောင့်ရှောက်လာတဲ့အမျိုးဘာသာသာသနာဆရာတော်ကြီးတွေအသက်ချွေးတွဲနဲ့လဲပြီးတော့ဒီသာသနာကြီးဟာဒီနေ့အထိရပ်တည်နိုင်တဲ့ဆရာတကားညီညွတ်ခဲ့လို့ဒီနေ့ဒီသာသနာဒီရပ်တည်နိုင်ခဲ့ပါတယ်မြန်မာနိုင်ငံသာသနာသမိုင်းဆိုတော့မြတ်စွာဘုရား49ရက်လင်းလုံးပြအောင်မှာယမညာတိုင်သားအောက်ကလာပတဖုဒ္ဒပလိကဆိုတဲ့ကောင်းတဲ့ညီနောင်2ယောက်ဟာပထမဦးဆုံးမြတ်စွာဘုရားကိုတွဲခဲ့တယ်မြန်မာနိုင်ငံသားယမညာတိုင်သားအောက်ကလာပတိုင်နာမည်ပါလဲတဖုဒ္ဒပလိကမိုးလို့ဆိုတော့တပေါင်းတဘောတပေါင်းဆိုတဲ့လူဟာမွေးတဲ့အချိန်ခါကြတော့ခိုးတယ်လှုပ်ပြီးတော့တပေါင်းလို့ခေါ်တာတဘောဆိုတဲ့ညီတော်မွေးတဲ့အခါကြတော့ရွှေငွေတွေဥစ္စာတွေလာပြီးပုံချလို့တဘောဆိုတဲ့နာမည်နဲ့တပေါင်းတဘောတဖုဒ္ဒပလိကဓာတ်တော်မွေတော်ရလာလို့ရွှေတော်ဘုရားကိုတီထောင်ခဲ့လို့ယနေ့ယမညာတိုင်သားကနေပြီးတော့မြန်မာနိုင်ငံသားအလုံးဂုံယူပွားရာကမ္ဘာအဦးဆုံးသာသနာကိုရရှိခဲ့တယ်ဒီနေ့ကစားပြီးတော့ဒီနေ့ဒီထိမ့်သိမ်းခဲ့တဲ့မြန်မာမျိုးသားတိုင်းရင်းသားများရဲ့စိတ်ဓာတ်များကိုတပည့်တို့ချီးကျူးဂုဏ်ယူဖို့ကောင်းပါတယ်ဒါပထမသာသနာဒီဘယ်သူယူလာလဲတဖုဒ္ဒပလိကဒုတိယသာသနာမြန်မာနိုင်ငံယမညာတိုင်းသားကိုရောက်ကြတဲ့အခါကျတော့မြတ်စွာဘုရားရှင်းဝါရတုံးကယမညာတိုင်းကိုကြွလာတယ်တဝမတိမထေကိုအမှုပြုပြီးတော့ဒီယမညာတိုင်းမြတ်စွာဘုရားကြွလာဘာကြောင့်ကြွလာလဲဆိုတော့မြတ်စွာဘုရားဟာသူ့ရဲ့နေထိုင်ရာဒေသမေစိမဒေသအိန္ဒိယတိုင်းသားတွေဟာအယူသီးလို့သုတ်သာသနာကိုရှေမြင့်စွာလက်မခံဘူးအဲ့တော့သိခဲ့လို့မြန်မာနိုင်ငံကိုကြွလာပြီးတော့ယမညာတိုင်းနဲ့မြန်မာနိုင်ငံကိုကိုယ်တိုင်ကြွလာပြီးတော့သာသနာအောင်မြစ်ကိုချခဲ့တယ်အဲ့ဒီချိန်ခါကာလမှာဘာဖြစ်လဲဆိုတော့ယမညာတိုင်းသားတွေဟာယသိဝတ်ကြလို့ဘာဖြစ်လဲဝိဇ္ဇာအတ္တကိုတတ်ကြလို့ဖယားမှန်သည်လို့ဓာတ်တော်မွေတော်အမျိုးစုံယူခဲ့တယ်သာမနာခဲ့တယ်ဘယ်မင်းဘယ်လက်ထက်ဘယ်ခုနှစ်အဲ့တော့အတိအကျဓာတ်တော်သမိုင်းမှာမွန်လိုရေးထားရှိပါတယ်ဒါတွေကတန်ခါယန္နာမတင်ခဲ့ဘူးလို့မလာဘူးဆိုလို့မြတ်စွာဘုရားပြိဋိဘာစံပြီးတော့နှစ်ပေါင်း1000ကြာမှဒီတန်ခါယန္နာပေအခရာတင်ခဲ့တယ်ကြံလဲကြံခဲ့မှာပေါ့ဗျာဒုက္ကတော့ရေးထားပါတယ်မွန်လိုတော့ရေးထားပါတယ်
မှတ်သားရှိပါတယ်ယုံယုံကြည်ကြည်ကိုယ်ွယ်ကြပါကောင်းယူကြပါကောင်းယူလို့မကောင်းဘူးလားဘာဖြစ်လဲဓာတ်တော်စစ်ဓာတ်တော်မှန်မြတ်စွာဘုရားကိုယ်တိုင်ထားခဲ့တဲ့အမွေတော်ကိုတို့ရှိခိုးရတာဟာအိန္ဒိယမှာရှိသေးလားမြေလစနစ်လောက်ပြီးသူတေသနာလောက်ပြီးတော့မြေလစနစ်လောက်ကုန်ပြီအဲ့ဒီအထိတ်မှတ်ကဘာလဲဆိုတော့မြတ်စွာဘုရားတထုပ်ရောက်တဲ့အခါကျတော့တထုံဘုရင်ကြီးကတတ်တော်မွေတော်တောင်းတော်မြတ်စွာဘုရားပေးခဲ့ဘူးဒါကြောင့်တရားမင်းကမြတ်စွာဘုရားဆင်းသုတော်တဆူအဲ့တော့နဝရ9ပါးနဲ့ဆင်းသုတော်တဆူအဲ့တော့ဖန်ဆင်းပြီးတော့မြတ်စွာဘုရားထတဲ့အခါကျတော့အဲ့ဒီဆင်းသုတော်လည်းပဲနမိတ်ဖယားလည်းပဲထတဲ့အခါမြတ်စွာဘုရားအဲ့တော့ယာမညာတိုင်းသားတွေကိုယ်ွယ်ရှိခိုးရန်တော့အိန္ဒိယမှာတည်င်းသုံးပါဆိုလို့ကြိုင်မျောပုံစံတွေ့ရလားကြိုင်မျောတွေ့ရလားအဲ့ဒီပုံစံပဲတထုံးမှာအဲ့ဒါသာမနာလိုက်တာဒါဒုတိယအထိတ်အမှတ်တတိယအထိတ်အမှတ်ဆိုတော့ဗောလေအာသောကမင်းတရားကြီးကိုယ်တိုင်ကိုယ်ဌာနဒါနာပြုတဲ့အခါကျတော့တထုံမြို့သုနာภูမိကိုဘယ်သူလွှတ်ခဲ့လဲသောနာထေဩတ္တရထေအဲ့ဒီချိန်ခါကြမှာသုနာภูမိမှာဆိုတော့ဘယင်းရဲ့အသားတော်မွေတိုင်းဟာဘလူးလာစားတာအဲ့တော့သောနာထေဩတ္တရထေကမနုဿတိဟဖန်ဆင်းပြီးဒီကလာဘလို့တော့ကုန်နှိမ့်နှင်းခဲ့တယ်တွေ့ခဲ့တော့ဟုတ်လားဖယားထောက်မှာနော်တတရအထိတ်မှမြန်မာနိုင်ငံယာမညတိုင်းသားတွေကိုဒါနာပြုဒါနာရောက်ခဲ့တယ်စတုထရှင်ဗုဒ္ဓဂေါသတထုံမြို့မှတိရိလင်္ကာနိုင်ငံတို့တွားပြီးတော့တိရိလင်္ကာဘာသာရေးထားတဲ့ပိဋကသုံးပုံကိုပါဠိဘာသာဖြင့်ပြန်ဆိုပြီးတော့တထုံမြို့ကိုတည်ဆောင်လိုက်တာပါဠိဘာသာမွန်ဘာသာဖြင့်အဲ့ဒီတထုံမြို့ကစပြီးတော့အာရှတောင်ပိုင်းမှာဒါနာဖြန့်ချီခဲ့တယ်မြန်မာနိုင်ငံတို့ပကံတို့ရှင်အရဟံဒါနာပြုခဲ့တယ်ရှမ်းပြည်နယ်မှာရှင်သီလဝန္ဒယောဓယာမှာရှင်ဗုဒ္ဓတာမိတ်တိဘက်မှာရှင်အရိယပုဒ္ဓမွန်ယဟန်တော်ရှင်အရိယပုဒ္ဓထိုချိန်ခါမှာယေရှုဆိုတဲ့ခရိယန်တွေကိုးကွယ်တဲ့သူတော်ကောင်းပြုတ်တဲ့ယေရှုဆိုတော့တရားကောင်းတရားမှန်သိအောင်ဆိုတော့မောယဟန်တော်ရှင်အရိယပုဒ္ဓဓမ္မတပြည့်ခံပြီးတော့ယေရှုရဲ့ဘုရားအမည်ဟာဇီဝကိရာတဲ့အဲ့တော့ပါမုခဂေါရကရှာပြီးတော့အတိဘက်မှာယေရှုရဲ့မှတ်တမ်းကိုတွဲခဲ့တယ်အဲ့ဒီအကြောင်းအရာကိုရေးခဲ့တဲ့ရှင်ဥက္ကဋ္ဌစာပေမှာရှိပါတယ်အကျေတဝိတွေ့ခြင်းမှာရှာပြီးတော့ဖတ်ကြပါအဲ့တော့အာရှတောင်ပိုင်းကမ္ဘောဒီးယားလောဗီယက်နမ်နောက်ပါလဲအင်ဒိုနီးရှားမလေးရှားသုံးနာဘုံမိမှဆိုတော့ဒါနာဖြန့်ချီခဲ့တယ်ထိုချိန်ထိုခါမှာအဲ့တော့ယာမညာတိုင်းသားယဟန်တွေကအာရှတောင်ပိုင်းမှာဒါနာဖြန့်ချီခဲ့တယ်ဒုတိယဆိုတော့ဒီသာသနာဟာဗကံရောက်ခဲ့တယ်အနောရထမင်းစောကအဲ့ဒီထိုချိန်ထိုခါမှာပကံမှာဆိုတော့အရေးဆိုတဲ့ထေရဝါဒအညဆုံးအဲ့ဒီမှာကြီးစိုးခဲ့ဒီအရေးဆိုတော့မွန်လိုခေါ်အရောင်းရကောက်ကမြန်မာမပြီးတော့ရဖတ်လိုက်တော့အရေးအဲ့တော့ရှင်ရဟန်းနဲ့တွေ့ရခါကြတော့ထေရဝါဒဗုဒ္ဓသာသနာမြင့်မြတ်တယ်ဆိုလို့အရေးဝါဒကိုရဲရဲဝေါဝေါနဲ့မမှန်သောတရားကိုတိုက်ဖျက်ခဲ့တယ်
အနောဒရာမေယတတိမှန်ကန်တဲ့တရားကိုယနေ့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေကိုယ်ကိုရခဲ့တယ်အဲ့တော့ကိုယ်ကိုရတော့အနောဒရာမင်းဟာမှန်ကန်တော့ထေရဝုဒ္ဓဘာသာသနာတီထားပြီးတော့အနောဒရာမင်းမရှိတဲ့အခါကျတော့အနောဒရာမင်းနောက်မှာဘာလို့လဲကြံစစ်သားကြံစစ်သားမင်းလက်ထက်သာရဏရောက်လာခဲ့တယ်သမီးတော်ရွှေအိမ်စီလာဆွေအိမ်သီလာမသိဘူးတပင်တိုင်းနန်းမှာထားခဲ့တယ်အမနာချောလှလို့သူများတွေးမှစိုးလို့သူများတွေးခဲ့တယ်ဘယ်သူတွေးခဲ့လဲဆိုတော့ကလာနိုင်ငံကလာတဲ့ပရိခယဝိဇ္ဇာတွေးခဲ့တယ်ဓလုံကောင်းလို့အနုကောင်းလို့တွေးခဲ့တယ်တို့ရင်ညာကြတာပေါ့ဗျာရည်စားဖြစ်ကြတာပေါ့အဲ့ဒီခါကျတော့ကြာစစ်သားမင်းဟာဘယ်လိုပဲပြောသမီးတော်ဟာနားမဝင်ခဲ့ဘူးစွာသွားပြီးတော့မိဘတွေပျော်ရလားမရဘူးနော်အဲ့တော့ကြာစစ်သားမင်းလည်းအိတ်မရထိုင်မရစားမရငါတို့အမျိုးပြက်မှာပဲဆိုတော့ဘယ်လိုလောက်ရမယ်ဆိုတော့အကြံထုတ်တဲ့အခါကျတော့တိုင်ခံလှဲ့လေခဲ့တယ်သမီးတော်ကိုခေါ်ခဲ့တယ်မြန်မာနိုင်ငံဆိုတော့ဘယင်ကိုကိုးကွယ်တော့တက်ဦးဆံပိုင်တဲ့ဒုဘယင်ကလာပြီးတော့ဒေသကိုလာပြီးတော့သဘင်တွေကျဲပြီးတော့မြတ်တော်မင်းကြီးမြတ်တော်သမီးတော်သဘင်ပေါ်မှာကြွချီခဲ့ပါလို့သူတို့ဘယင်ရဲ့သမီးတော်ဘလောက်ချစ်ခင်ခဲ့လဲဆိုတော့အဲ့တော့လဲပြီးတော့နန်းတော်ရောက်တဲ့အခါကျတော့သမီးကိုမေးတယ်သမီးတွေ့လားတဲ့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေဟာမြန်မာနိုင်ငံဘယင်ကိုဘလောက်ချစ်လဲဆိုတာတွေ့လားတဲ့သူတို့ရဲ့အမြင့်မြတ်ဆုံးသဘင်တွေခင်းပြီးတော့တို့ကနေခါရတယ်ဒီနေ့သမီးတော်ဘာသာချားနဲ့ယူတဲ့အခါကျတော့ငါတို့ရဲ့ဘယင်ဟာငါတို့ရဲ့အမျိုးဟာအမျိုးပြတ်မဆိုတော့စောစောတဲ့အခါကျတော့ငါတို့ကိုမကြည်ညိုတော့ဘူးမကိုးကွယ်တော့ဘူးသမီးနားလဲရဲ့လားနားလဲပါတယ်ဖေရဲ့ဆိုဒါမှနားလဲသွားတာကြောက်စရာမကောင်းဘူးလားကြံစစ်သားလို့ဖခင်ကြီးမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေဖခင်ထားကြပါကြံစစ်သားရဲ့သမီးတော်ရွှေအိမ်စီလည်းပဲဖခင်စကားကိုနားထောင်ခဲ့လို့သမီးလိမ္မာမဖြစ်သွားဘူးလားသမီးလိမ္မာဖြစ်လို့ယနေ့မြန်မာမျိုးစစ်မျိုးမှန်ဖြစ်ခဲ့တယ်ကားပြမဖြစ်ခဲ့ဘူးပြာ90မဖြစ်ခဲ့ဘူးတကြတိတိဖြစ်ခဲ့တယ်ထို့သူပါပဲယနေ့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအမျိုးကောင်းသမီးအမျိုးကောင်းသားတို့လည်းပဲကြံစစ်သားမင်းကိုကြံစစ်သားသမီးတို့ကိုနေယူပြီးတော့အမျိုးစစ်အမျိုးမှဖြစ်တာမကောင်းဘူးလားကောင်းရင်အမျိုးဘာသာတာရဏစောက်ထိန်မှုစိတ်ဓာတ်ကိုမထားကောင်းဘူးလားထားကောင်းရင်ဒီသာသနာကြီးမတိတမခိုင်မြဲဘူးလားဒီသာသနာကြီးတိတခိုင်မြဲအောင်ဒီအမျိုးဘာသာသာသနာပြုတ်လောက်တဲ့အခါကျတော့ဘာတဲ့နဲ့လက်ညှိုးထိုးတယ်ဆိုတော့လူအခွင့်အရေးတဲ့အသာအယောင်ခွဲခြားရေးဆိုတော့ရည်စရာကောင်းတဲ့လက်ညှိုးထိုးတာလက်ငါးချောင်းကြီးရလားမညီတဲ့လက်ငါးချောင်းဟာလူအခွင့်အရေးဆိုတာတူညီရဲ့လားအမေရိကန်နိုင်ငံမှာဗမာလူအခွင့်အရေးထားရအမေရိကန်ကခံနိုင်ရရှိမလားမရှိတဲ့အခါကျတော့မြန်မာနိုင်ငံကိုမြန်မာရဲ့လူအခွင့်အရေးအမျိုးဘာသာသာနာစောက်ရထားတဲ့ဥပဒေကိုအမေရိကန်ကလက်ညှိုးထိုးတယ်ဆိုတော့အမေရိကန်ကမှန်သလားမမှားဘူးလက်ညှိုးထိုးနေကြတာဘာမှဆက်ရှာမရှိဘူးကိုလုတ်နော်အသားအယောင်ခွဲခြားရေးဆိုတော့ခွဲပြီးသားပဲခွဲဘူးလား
ခင်ဗျားတို့ဆိုင်မှာသူထမင်းဝယ်စားရဲ့လားခင်ဗျားတို့အိမ်မှာရေတောက်ရဲ့လားခင်ဗျားတို့ဆိုင်မှာဝယ်ရဲ့လားခွဲထားပြီးသားပဲမခွဲဘူးလားဒါကိုမမြင်ပဲနဲ့ဘာတွေညာတဲ့လက်ညှိုးထိုးတဲ့ဆိုတော့ကုလသမဂ္ဂဘန်ကီမွန်းကလည်းပဲဆက်เสียကောင်းတယ်ဟောဆီးရီးယားမှာတယောက်နဲ့ရုရှားတွေလက်နဲ့ပဲပြီးနေတိုင်းလူတတ်ထားတာထောင်းနဲ့ချီသေးတာဘန်ကီမွန်းတွေမမြင်ဘူးဗျပြောရဲဘူးအမှုမျိုးပေါင်းရှိနေလို့ကုလသမဂ္ဂဖွဲ့စည်းထားတဲ့ဒီလိုကဘာကိုဖျက်ဆီးတဲ့ဥစ္စာတားဆီးဖို့မတားဆီးပဲနဲ့ဒီကဘာကုလသမဂ္ဂကိုဘာလုပ်ဖို့လဲတော့ဘီတော့ငါးနိုင်ငံပိုင်တဲ့ဗရင်တွေကအောက်ချုပ်ထားတာဟဲ့ရုရှားမဲလှဲ့မင်းလောက်ဒုံကြောခိုင်းတာမလူတတ်နေတာဘဒုကတတ်လဲအစ္စလမ်ကိုတတ်နေတာဒီဗုဒ္ဓဘာသာကဘာမဟုတ်တဲ့စော်ကားမှုတစ်ခုနည်းနည်းလေးနဲ့မတရားစော်ကားခဲ့တယ်လူအခွေးရေးပါလဲကင်တာနာလားဗုဒ္ဓဘာသာရဲ့အနှစ်သာရကိုလည်းမနာမလဲဘူးခရိယာနှစ်သာရကိုလည်းနားမလဲဘူးအစ္စလာမ်နှစ်သာရကိုလည်းနားမလဲဘူးလူအခွေရဲ့ခေါင်းဆောင်လုပ်တဲ့ဥစ္စာကဗုဒ္ဓဘာသာအကြောင်းမသိပါနဲ့နော်ဗုဒ္ဓဘာသာနှုတ်ဆက်လို့စိတ်ဆိုးတော့တာလက်အောက်ခြေတာကယိုသေးတာဗျဒါနားမလဲဘူးတဲ့ဘယ်လိုလုပ်မလဲတို့ကလွန်သလားဘာမှမီဒီယာတွေထဲတယ်လက်အောက်ခြေကိုလက်အောက်ခြေဖို့ကတော့တာသူ့ကိုလက်သိနဲ့ထိုးတာဆိုတာဘယ်လောက်ဆက်เสียကောင်းလဲနော်ဒီယမညာတိုင်းသားတွေကတာရဏပြက်ဖို့ရောက်လာတာဒါလည်းတိထိုက်အပ်လို့ဘုံကအသိပေးခြင်းတယ်ဘယ်ချိန်လဲဆိုတော့တိတ်တဘယင်လက်ထက်ဘယ်လက်ထက်လဲအဲ့ဒီတိတ်တဘယင်လက်ထက်တုန်းကဆိုတော့ဗမာဒီအောက်အာရှတိုင်းမှာဆိုတော့အာရတ်တွေပေါ်တူဂီတွေတတ်ချက်တွေကောင်းကူလာကြတဲ့အခါကျတော့အဲ့ဒီအာရှဘယင်တွေကလှကြိုက်တယ်ဘာကြိုက်လဲလှကြိုက်တယ်လှပေးလိုက်တယ်အောက်လမ်းနဲ့ပေးလိုက်တယ်ရိုးပေးတာမဟုတ်ဘူးတစ်ဖက်900ဆိုဘယင်တွေကလှကြိုက်လို့လှပေးလိုက်တယ်အောက်လမ်းပေးလိုက်တယ်အဲ့တော့မွန်နိုင်ငံဟန်တာဝတီမကဘူးအင်ဒိုနီးရှားမလေးရှားပါပေးလိုက်တယ်အင်ဒိုနီးရှားမလေးရှားတွေလှတဘောကြလို့လှတဘောပြုတ်လောက်တဲ့အတွက်ကြောင့်အစ္စလာမ်ဘာသာဖြစ်သွားတာအဲ့တော့တချိန်တည်းပဲအဲ့တော့တိတ်တဘယင်ကလှအကြံပေးလို့အောက်လမ်းနဲ့ထိုးထဲလို့ဘကောမှာဟန်တာဝတီမှာကိုးွယ်တဲ့မြတ်စွာဘုရားရုပ်ထုကိုအလုံးကိုးွယ်တဲ့လူကိုတတ်မယ်ဆိုတော့အမိတ်ထုတ်လိုက်တာလှစကားကိုယုံလို့ထားရကောင်းမလားဖွက်ရကောင်းမလားဘယ်နေရာထားရကောင်းမလားမယုံကြည်လို့ရေတွင်ရေကမ်းမှာပြစ်ချကိုးွယ်ကြီးလည်းမကိုးွယ်အသက်နဲ့ဖျားမလဲနိုင်ဘူးတတိမရှိဘူးနော်တတိရှိတဲ့တယောက်တည်းပဲမိတလာထောဆိုတော့ရေချိုးရင်နဲ့ခြေထောက်နဲ့ခိုင်းမိလို့စွတ်တင်တဲ့အခါကျတော့မြတ်စွာဘုရားရုပ်ထုဖြစ်ငါရဲ့ကိုးကွယ်တဲ့ဗုဒ္ဓရုပ်ထုတော်ပါဆိုရေဆေးပြီးတော့အိမ်မှာစီမီပန်းဆွန်းကပ်ပြီးတော့ကိုးကွယ်တယ်ဟဲ့တလားထောင်းမင်းကိုးကွယ်ရင်ဘယင်မင်းကိုတတ်မှာတဲ့မင်းမကြောက်ဘူးလားဟာငါကိုးတယ်ဖယားပဲငါကိုဘယ်လိုပဲတတ်တာမကြောက်ဘူးဘယ်လိုပဲတတ်ငါမကြောက်ဘူးဆိုတော့ငါကြည်ရိုးတဲ့တရားဘယ်တော့မှမပြတ်ဘူးဆိုတော့အာဇာနီမတူပေါ်လာတာတဲ့ဒီမွန်ဒေသမှာအဲ့တော့မိုးလိုပြောတယ်ဘာလဲဆိုတော့ကတုံးမှုန့်မတ်ကမတ်ဘယင်ရဲ့နာလဒ္ဒါရဲ့မျက်စိနော်လဒ္ဒါရဲ့မျက်စိအစိုးရရဲ့နာဟုတ်လားဘယင်နာဟာကျဲတယ်နော်
လက်ဓာဟာပေါ်ကောင်းကင်တက်ပြီးတော့ခြောက်လိုက်တယ်ဗမာအစာရှိသွေးတယ်အဲ့တော့မျက်စိမှာလက်ဓာနာမှာအစိုးရဟဲ့တလားတော့ငါတို့ဘယင်မကိုပဲနဲ့ထားတဲ့ရုပ်ထုမင်းကိုပဲလာခဲ့လိုက်ခဲ့ဆိုတတ်မယ်ဆိုတော့အဲ့တော့ဝေါ်နဲ့သွားတော့မဟုတ်ဘူးဘယ်လိုစွာတော့မသိဘူးတိတ်တဘယင်ရှေ့ရောက်သွားတာဟောကလည်းပဲလှလှကမိထိုးထားလို့အောက်လန်းနေဆိုတော့ဒေါ်ပွားနေတယ်တန်လျက်နဲ့တတ်မယ်ဖြတ်မယ်ဆိုတော့ဟဲ့တလားတော့တဲ့ငါမကိုပဲရုပ်ထုကိုမင်းကိုပဲတဲ့မင်းကိုပဲရုပ်ထုဘာတကိုရှိလဲပြစားတယ်မပြနှစားငါတတ်မယ်ဆိုတလားထောကဆိုလားတရဏကောငါးပါးသီလမြတ်စွာဘုရားကြီးရိုးရတရားဂုံတော်ကိုအောက်မဲ့ကြည့်တဲ့ကာလအရှင်မြတ်ဖရာတဲ့တပြည့်တော်နိုင်ငံသူနိုင်ငံသားဗုဒ္ဓဘာသာကိုးကွယ်ခဲ့တယ်မင်းမိုက်မင်းဆိုးယနေ့မြတ်စွာဘုရားသာသနာတော်ကိုဖျက်ဆီးခဲ့ပြီသမီးတော်တရားရဲ့တရားကိုယုံကြည်ခဲ့လို့မြတ်စွာဘုရားယုံကြည်တော်နှင့်တကွာတပြည့်တော်မရဲ့ခေါင်းပေါ်ကြွလာပါဘုရားလို့မြတ်စွာဘုရားကိုပေးတဲ့အခါကျတော့မြတ်စွာဘုရားကြွလာတယ်ရောင်ကြည်တော်ကိုရောင်ကြည်တော်6ဖြာနဲ့ကြွလာတာဗျာဘာနဲ့လာလဲအဲ့ဒါကကြိုက်ပေါ်လို့အခုသိရှိတဲ့ဘကုမှာကြိုက်ပေါ်သူ့အိမ်ကနေပြီးတော့မြတ်စွာဘုရားပြန်လာတော့မွန်လို့ခေါ်ကြိုက်ပေါ်ဖယားပြန်ပေါ့ဗျာတကောပြတော့တိတ်တာကရှုံးပြီးတော့တို့တူဟာဗုဒ္ဓဘာသာဖြစ်ခဲ့လို့တို့မဟုတ်ဘာဖုန်ကြီးဖြစ်တော့မှမသိဘူးတလားထောကိုကျေးဇူးမတင်မရဘူးလားတလားထောလို့တတိထားကြပါတတိထားဖို့မကောင်းဘူးလားတလားထောလို့တတိထားကြပါအရှုံးမပေးနဲ့နော်တလားထောတတိကောင်းလို့တို့အင်ဒိုနီးရှားမလေးရှားလို့မဖြစ်ခဲ့လို့ဗုဒ္ဓဘာသာဖြစ်ခဲ့တာဟာအဲ့ဒီလိုအမျိုးသမီးစိတ်ဓာတ်အမျိုးဘာသာသာသနာကိုကယ်ခဲ့တာသမိုင်းဝင်ဒါကိုလည်းသိဖို့ကောင်းပါတယ်မကောင်းဘူးလားအမွန်နဲ့မြန်မာနှစ်ပေါင်း50 60အလကားနဲ့တိုက်ပေါ်လောက်နေကြတာစီးပွားရေးမလုပ်အမနာမကောင်းတဲ့ဘယင်တွေလူမျိုးချမ်းသာအောင်မလုပ်ဘဲနဲ့စစ်တိုက်နေကြတယ်သူတပြန်ငါတပြန်ပေါ့ဗျာနောက်ဆုံးအလောင်းမင်းဖရာလက်ထက်ဘကိုးကိုဝိုင်းတဲ့အခါကျတော့စစ်သားတွေနဲလာတယ်မွန်ရဟန်းတွေကိုတားဆိုတော့အဲ့တော့ရမယတိုင်းသားမွန်ရဟန်းတွေပြတ်ကွယ်သွားတာနားလေရဲ့လားသိရဲ့လားဘာကြောင့်လဲအစွန်းရောက်လို့ဒီသင်္ကန်းဝတ်နဲ့မလောက်နဲ့ဒီဘက်ဖုံတော်ကြီးလည်းပဲဗမာဖုံတော်ကြီးကိုကဲ့ရဲ့ဒလိုင်းလမကတုံနိုင်ငံကရေနံလောင်းပြီးတော့စန္ဒပြသေနေကြတာသူမမြင်ဘူးဗမာနိုင်ငံကိုလည်းညှို့ထိုးနေကြတယ်သူ့ကိုဘာဘွားပေးထားလဲနိုဘယ်ဘွားနိုဘယ်နဲ့ခိုင်းနေပြီးတော့ကဘာလှည့်ပြီးတော့လှည့်စားနေတာဗျာအလကားပေးတာမဟုတ်ဘူးအဲ့ဒါလည်းနားလဲစမ်းပါလူအခွေရေးတဲ့ဘာတွေဟောခိုင်းလို့ဒလိုင်းလမကဘွားပေးပြီးတော့ခိုင်းစားတာဒါလည်းနားလဲစမ်းပါဘွားလည်းကောင်းတာမဟုတ်ဘူးကောင်းတယ်လည်းရှိတာပေါ့ဗျာတို့နိုင်ငံမှာအဲ့တော့ဘွားအများဆုံးရတယ်လည်းလူရှိတယ်အများဆုံးရတယ်ဘွားအများဆုံးရလာတဲ့လူလည်းပဲဒီအဖွားစည်းကိုမထောက်ခံဘူးအမျိုးဘာသာသာရဏအတွက်အသက်ပေးပြီးတော့ထောင်ကြတယ်ဘာကြလဲအမျိုးဘာသာသာရဏအတွက်မကာကွယ်ပေးဘူးဘွားကိုကာကွယ်ရင်တော့ခင်ဗျားတို့စဉ်းစားကြည့်ပါဗျာကျောင်းနိုင်ငံရေးစကားမပြောဘူးအမှန်တရားပဲပြောတာခုနကမွန်ရဟန်းတွေအစွန်းရောက်လို့မွန်ရဟန်းတွေရမညတိုင်းမှာပျောက်ကွယ်သွားတယ်အနောရထမင်းပိဋက3ပုံသိမ်းသွားအခါကြတယ်ယဟန်တွေကြံခဲ့တယ်မွန်တာရဏတွေပြန်ထူထောင်လို့ရသေးတယ်အခုတန်ကတော့အရှင်မြတ်တယ်လည်းပဲဆရာတော်ဩဝါဒပေးဒီအတိုင်းအစွန်းတင်ငါးဝတ်နဲ့အစွန်းမရောက်နဲ့ဒလိုင်းလာမကလည်းညှို့ထိုးနေတာ
အဲ့တော့ဘာကြောင့်လက်ညှိုးထိုးလဲနိုဘယ်ဘွားရထားလို့သူ့နိုင်ငံကတယောက်တွေဝါစာကုန်ပြီရေနံလောင်းပြီးတတ်တော့သူမမြင်ဘူးဘွားရထားလို့ကြောက်စရာကောင်းတဲ့ဘွားအင်္ဂလိပ်လက်ထက်တော့ကအင်္ဂလိပ်တွေအမျိုးမျိုးဗမာနိုင်ငံကိုအာဏာနဲ့တော့ကတာနာပြုတ်တွေရောက်လာတာနေမဝင်တဲ့နိုင်ငံမှာအလုံးခရိယာန်တွေဖြစ်သွားတာတို့မြန်မာနိုင်ငံမှာဘုန်းကြီးကျောင်းသားကျိန်လုံးနဲ့ရိုက်ခဲ့လို့ဒီဌာနကြံခဲ့တာဗျစီယုံလို့မရလို့တို့ဘုန်းကြီးလည်းညဖြစ်နေတာဗျတောင်တန်းသားတွေကိုဌာနမှာပြုတ်ဘူးဌာနမှာခွဲဝေပေးခဲ့ဘူးကောင်းအောင်စားပြီးကောင်းအောင်နေတဲ့အောက်သားပဲနေခဲ့လို့အင်္ဂလိပ်လာတဲ့အခါကျတောင်တန်းသားတွေဗုဒ္ဓဘာသာအသိဉာဏ်မသိခဲ့လို့သူတို့စီယုံလို့ခရိယာန်ဖြစ်သွားတာဗျတို့နိုင်ငံသားကိုတို့ဌာနမှာဖြတ်ခဲ့လို့တို့အပြစ်အဲ့တော့ရဟန်းငယ်ရှင်ငယ်တွေရှင်တို့မြတ်ဗျာဌာနမရောက်တဲ့နေရာဌာနဖြတ်ပေးပါအခုဌာနဖြတ်ဖို့လေကမ္ဘာနိုင်ငံမလဲပဲရဟန်းငယ်ရှင်ငယ်တွေပြီးတော့အင်္ဂလိပ်ဘာသာပေါင်းစုံတတ်ဖို့အဲ့ဒါအများကြီးလိုခဲ့ပါတယ်ရှင်မြတ်တို့ခစ်ရှင်မြတ်တို့ချိန်ရောက်လာပြီကြိုးစားကြပါဒီအဖို့အစည်းကနေပြီးတော့ကဘာမှာနေလိုလလို့ထုံခအောင်ဆိုတော့စွန့်ဆောင်ကြပါလို့တပြီးတော့အဲ့တော့တိုက်တွန်းကြပါတယ်ဗျာအဲ့တော့အင်္ဂလိပ်လက်ထက်ကဒီလောက်အာနာနဲ့အမျိုးမျိုးဒီတန်ဃာတွေကထိန်ထိန်ထိုးလို့ထားလို့ဒီနေ့အထိဒီဌာနကိုရပ်တည်တယ်ဒီတန်ဃာတွေကိုကျေးဇူးမကြီးမားဘူးလားဒီအမျိုးဘာသာဌာနစောက်ရှောက်ခဲ့တဲ့တို့ဘိုးဘင်းတွေကိုတို့ကျေးဇူးမတင်ခဲ့ဘူးလားတို့လက်ထက်ကြမှာဒေါ်လာနဲ့ရောင်းစားမယ်ဆိုရင်ကောင်းရဲ့လားရောင်းနေပြီမကြဘူးနော်တတိရှိဖို့ဘုံဖုံးကတတိပေးတာပါလွတ်လပ်ရေးရပြီတယ်နဲ့လည်းပဲမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေကိုလည်းပဲဒီအမျိုးဘာသာသာရဏဒီတန်ခါတွေပဲထိမ့်သိမ့်ခဲ့တယ်အဲ့တော့မြန်မာနိုင်ငံသားလွတ်လပ်ရေးရပြီးတော့အမွေဆိုး၄ခုရခဲ့တယ်ဗျာဘုန်းကြီးအမြင်မို့ဗျာဂျပန်ဖက်စစ်နှိပ်စက်နေအင်္ဂလိပ်အောက်ချုပ်တဲ့ကျွန်းစနစ်ကိုဗမာနိုင်ငံကိုပြန်အောက်ချုပ်တာအဲ့တော့အစိုက်စာပဲတည်တဲ့ကွန်မြူနစ်ဝါဒနောက်ပါလဲပဒေတရီသွေးအဲ့ဒါနဲ့အောက်ချုပ်လို့ဒီနေ့အထိစောက်ပဲ့နေတာအဲ့လေဘုန်းကြီးအမြင်လဲတာတော့ဟုတ်လားမဟုတ်လို့စဉ်းစားကြည့်ပါဗျာကိုယ်နိုင်ငံမဲ့ကိုယ်နိုင်ငံကိုအပြစ်ကိုမှားတယ်လို့မဝေဖန်တတ်ရင်ဆရာမလုပ်နဲ့ဆရာလုပ်ရင်မှားတဲ့ဥစ္စာကိုအမှန်ပြောနိုင်တယ်မှာဆရာရဲ့စေတနာနော်အမှားကိုပြင်းချင်းလို့လွတ်လပ်ရပြီးဥနုလက်ထက်တုန်းကဘာလုပ်ခဲ့လဲသတ္ထတန်ခါယနာတင်ခဲ့တယ်အများရခဲ့သေးတယ်ဗျနောက်မြန်မာဗုဒ္ဓဘာသာသားတွေနိုင်ငံတော်ဗုဒ္ဓသာသနာလည်းပွဲခဲ့တယ်ပွဲတဲ့ဥပဒေခိုင်မာမှုအမျိုးဘာသာသာနာလို့စောက်ရှောက်ခဲ့တဲ့ဥပဒေမထားခဲ့လို့ပွဲခဲ့တယ်မရဘူးဗျရလားအခုရှိသေးလားအခုမှအသက်ပြန်ဝင်တယ်ဆိုတော့ဟာဒီနေ့ကနိုင်ငံတော်ဗုဒ္ဓဘာသာနဲ့လို့လောက်ကြတာအခုမှအိမ်မက်ထပြီးတော့လောက်ကြတာဒါကိုကိစ္စကိုလောက်ရတာမလောက်ပါသူများကဲရဲစရာကြောက်စရာမလိုပါဘူးလိုသေးလားကိုရဲ့ကိစ္စပဲသူများဘာသာအမျိုးဘာသာမစော်ကားဘူးမနှိမ့်ဆက်ဘူးဆိုတော့ဒါအကောင်းဆုံးပဲအသိတရားအညာတစ်ခုပဲဗျာနော်မြန်မာနိုင်ငံတည်းဥဒ္ဒအညာတိုင်းသားပေါင်းစုံလူမျိုးတရားကျော်မှီနိုင်ခဲ့တဲ့အသိတရားအညာတစ်ခုဗျမစောတရား၄ပါးမေတ္တာကရုဏာမုဒိတာဥပေက္ခကြီးဒုနေလာခဲ့တယ်ဘလောက်ငြိမ်းချမ်းခဲ့လဲစိတ်ညစ်ရဘုန်းကြီးကြောင်းသွားတရားအားထုတ်ပြီးပြီမိန်ကောင်းလို့ရေးပြတ်သွားပြီဘုန်းကြီးဒီကောင်းလည်းပဲ
ဒီပြဖြစ်အလုံးကာနာတော်ရှင်များနဲ့ပြောရောက်လာတော်ပရိသတ်ပေါင်းဒီကောင်6ပါးအိမ်ရှင်များ